ကျွန်တော်တို့နားလည်ပါတယ်လဲကျနေရတဲ့ခံစားချက်အားလုံးပြီးဆုံးသွားပြီလို့ထင်ရတဲ့အချိန်ရှေ့ဆက်ဖို့စွမ်းရည်တွေမရှိတော့ဘူးလို့ထင်တဲ့အခါကျွန်တော်တို့အားလုံးရက်လိုက်ချင်တဲ့အချိန်တွေရှိခဲ့ဘူးပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အရှုံးမပေးရသေးတဲ့စိတ်ဝိညာဉ်ကိုအတူတူနားထောင်ကြည့်ရအောင်ကျွန်တော်တို့ဟာဘလောက်ခံနိုင်ရရှိသူတွေလဲဒီအချိန်ထိရောက်လာဖို့အတွက်ဘလောက်တောင်ခက်ခဲတဲ့တိုက်ပွဲတွေကိုဖျက်ဆီးခဲ့ရတယ်လဲဆိုတာပြန်တွေးပါကျွန်တော်တို့ဟာပြုတ်ကြတိုင်းပြန်ထနိုင်ခဲ့တဲ့လူမျိုးတွေပါလက်နက်ချလိုက်ဖို့အချိန်မတန်သေးဘူးကျွန်တော်တို့ရဲ့ဇွဲဟာဒီထက်မကခိုင်ပါတယ်တန်းတိုင်ရဲ့မီးတောက်ကိုပြန်စစ်ဆေးကြည့်ပါကျွန်တော်တို့ပထမဆုံးစတင်တုန်းကမီးထတောက်ခဲ့တဲ့ရီမန်းချက်ဟာအခုမီးကိုငွေပဲကျန်တော့တာလားမဟုတ်ပါဘူးအဲ့ဒီမီးတောက်ကိုလေထိုးပေးဖို့ပဲလိုတာပါခက်ခဲတဲ့အချိန်တွေမှာရက်လိုက်ဖို့ဆိုတာလွယ်တယ်ဒါပေမဲ့ရီမန်းချက်နဲ့ပန်းတိုင်ကိုတစ္ဆာဖောက်လိုက်တာနဲ့တူနေပါလိမ့်မယ်ကျွန်တော်တို့ရဲ့ကြာရှုံးမှုဟာတင်ယူမှုပဲဖြစ်တယ်ကျွန်တော်တို့လုပ်ခဲ့တဲ့မှားယွင်းမှုတိုင်းကြာရှုံးမှုတိုင်းဟာအောင်မြင်ဖို့အတွက်လိုအပ်တဲ့အချက်လက်တွေပဲဖြစ်တယ်မသိခဲ့တဲ့အရာတွေကိုသိခဲ့ရတယ်မဖြစ်နိုင်ဘူးလို့ထင်တဲ့အရာတွေကိုမြင်ခဲ့ရတယ်အဲ့ဒီအသိပညာတွေကိုစွန့်ပစ်လိုက်တော့မှလားလိုက်ချင်းရဲ့တကယ်တန်ဖိုးကျွန်တော်တို့အရှုံးပေးလိုက်တာဟာခဏတာအနားယူမှုပါပဲဒါပေမဲ့ဒီဆုံးဖြတ်ချက်ရဲ့တန်ဖိုးကနောင်တဆိုတဲ့အခွန်နဲ့ပြန်ပေးဆက်ရပါလိမ့်မယ်နောင်တနဲ့အဆက်ကိုရွေးမလားတတိနဲ့ခွန်အားကိုရွေးမလားနောက်ဆုံးတစ်ချိန်ထပ်စူးစမ်းဖို့အတူတူဆုံးဖြတ်ပါအချိန်တိုင်းမှာတကယ်အရေးပါတာကနောက်ဆုံးစူးစမ်းမှုပါပဲတလန်းချင်းစီဆက်လန်းကြည့်ပါအတူတူတိုက်ပွဲဝင်ရအောင်ကျွန်တော်တို့အောင်မြင်တဲ့နေ့မှာပြန်ဆောင်ကြမယ်တွားရအောင်ကျွန်တော်တို့ရဲ့ Mindset ကဘသူကမှမထင်ထားတဲ့အရာတွေကိုလုပ်ပြနိုင်တယ်ဒီနေ့ဟာအောင်မြင်မှုရဲ့လမ်းစပါပဲဆက်လက်တိုက်ပွဲဝင်ပါအရှုံးမပေးပါနဲ့